ရွှေတောင်ကြားမှာနေထိုင်ကြတဲ့အနုပညာရှင်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရွှေတောင်ကြားဆိုတာကတော့ရန်ကုန်မြို့ရဲ့ဒိတ်ဒိတ်ကျဲတထေးတွေနေထိုင်ရာနေရာတစ်ခုဖြစ်တာကိုပရိသတ်တွေအားလုံးသိပြီးကြမှာပါ။မြေစည်းတွေကအစားခေါင်ကိုက်နေတဲ့ဒီလိုနေရာမျိုးမှာနေထိုင်နိုင်သူတွေဟာဘိုးစင်ပေါင်းဆက်ချမ်းသာလာကြသူတွေကြီးများတာပဲဖြစ်ပါတယ်။ဒီလိုရက်ကွက်မျိုးမှာအင်ကြီးရခိုင်နဲ့နေထိုင်ကြတဲ့အနုပညာရှင်တွေလည်းရှိကြပါတယ်။သူတို့တွေကဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြရအောင်ပါနော်။နံပါတ်1မင်းသမီးအိမ်နာကျော်စင်မင်းသမီးအိမ်နာကျော်စင်တို့ရဲ့မျိုးရိုးဟာနိုင်ငံအဆင့်ထိမြင့်မားတဲ့မျိုးရိုးကဖြစ်ပြီးတော့ရွှေတောင်ကြားမှာသူမတို့တစ်မျိုးလုံးနေထိုင်ကြတာပဲဖြစ်ပါတယ်။မင်းသမီးအိမ်နာကျော်စင်ဟာလည်းအိမ်အောင်ကြအပြီးမှာခေမောဖြစ်သူနဲ့အတူရွှေတောင်ကြားမှာပဲအိမ်သက်ဝေကနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်2ရာဇာနေဝင်မင်းသမီးအိမ်နာကျော်စင်ရဲ့အကိုဝမ်းကွဲတော်ဆက်သူရာဇာနေဝင်ဟာလည်းမိဘတွေအိမ်ဖြစ်တဲ့ရွှေတောင်ကြားကအိမ်မှာနေထိုင်သူအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နံပါတ်3နန်းဆန္ဒလာထွန်းMRTV4 ရဲ့မင်းသမီးလေးနန်းဆန္ဒလာထွန်းဟာလေသူမရဲ့အိမ်အောင်ကြအပြီးမှာရွှေတောင်ကြားကခင်မောအိမ်မှာလိုက်လံနေထိုင်နေတာပဲဖြစ်ပါတယ်။နန်းဆန္ဒလာထွန်းရဲ့ခင်မောဟာခရိုနီတတိတယောက်ဖြစ်တာနဲ့အညီရွှေတောင်ကြားမှာအင်ကြီးရခိုင်ပိုင်ဆိုင်ထားသူဖြစ်ပြီးအိမ်အောင်ကြကံကောင်းတဲ့နန်းဆန္ဒလာထွန်းကတော့ရွှေတောင်ကြားမှာနေထိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်4ဟိဝယံမင်းသားဟိဝယံကလည်းမင်းသားမဖြစ်ခင်ကတည်းကတတိတယောက်ဖြစ်တဲ့အတွက်ရွှေတောင်ကြားထဲမှာအရင်ကနေထိုင်သူပဲဖြစ်ပါတယ်။မင်းသားဟိဝယံရဲ့ဖခင်ဟာစီးပွားရေးလုပ်ငန်းရှင်တတိတဦးဖြစ်တဲ့အတွက်များစွာချမ်းသာတဲ့အတိုင်းဝိုင်းကြီးတွေကဖြစ်ပြီးတော့ရွှေတောင်ကြားထဲမှာတော်တော်လေးကိုထေဝါတဲ့အင်ဂျီနဲ့နေထိုင်နေကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောရွှေတောင်ကြားမှာနေတဲ့အနုပညာရှင်တွေအပေါ်အားကြစိတ်ဖြစ်မိလားဆိုတာကွန်မန့်မှာရေးသွားခဲ့ကြပါအောင်ရှင်။